ဟိုးရှေ့တော့ကတိုင်းပြည်ကိုအရန်ချစ်ကြတယ်လို့အချင်းချင်းလည်းအရန်ကိုချစ်ကြတဲ့မင်းကြီးနဲ့မိဖုရားကြီးနှစ်ပါးရှိပါတဲ့။သူတို့အုပ်ချုပ်တဲ့တိုင်းပြည်ဟာလည်းစီးစိမ်ဥစ္စာကျွဲဝပြီးတော့တာယာပျော်ရွှင်စရာအလွန်ကောင်းတာပေါ့။တို့ရဲ့ဖုန်းကြီးတဲ့မင်းကြီးနဲ့မိဖုရားကြီးချမ်းပါပါစေ။တို့တိုင်းပြည်ဒီလောက်ပြောစရာကောင်းတာတစ်ခါမှမကြုံဘူး။ဒီလိုပဲတိုင်းလူပြည်သားတွေကဂုဏ်ပြုကြပါတဲ့။ဒါပေမဲ့သူတို့ရဲ့တခုတည်းသောလူအင်ဆန္ဒကတော့ရင်သွေးရတနာလေးတယောက်ရဖို့ပါပဲ။ဒီနေ့မှာတော့မင်းကြီးဟာအိမ်မက်တစ်ခုမြင်မဲ့ပါလေရော။အိမ်မက်ထဲမှာတော့ငှက်ကလေးကိုဘလူးကြီးနှကောင်ဝင်းရံထားပြီးတော့ဘေးနားမှာလည်းငှက်ကလေးတွေကဝိုင်းပြီးတချင်းတီဆိုနေကြတဲ့။ပညာရှိမကြီးလှုပ်ဆန်းပါဦး။ဒီအိမ်မက်ကဘာလို့ဆိုလိုတာလဲ။အရှင်မင်းကြီးအိမ်မက်ထဲကငှက်ကလေးကအရှင်တို့ရရှိတော့မဲ့ရင်သွေးလေးပါပဲ။သူ့ကိုစောင့်ရှောက်နေတဲ့မြင့်မြတ်တဲ့ဘလူးကြီးနှကောင်ကတော့ကြော်ကြားမှုနဲ့စီးစိမ်ဥစ္စာတွေပေါ့။ငှက်ကလေးရဲ့ဘေးပတ်လည်မှာတချင်းတီဆိုနေတဲ့ငှက်ကလေးတွေကတော့အရှင်တို့ရဲ့သားသမီးဟာအရှင်တို့လိုပဲမြင့်မြတ်သူဖြစ်တယ်လို့ချီးမွမ်းသချင်းတီဆိုနေကြတဲ့တိုင်းသူပြည်သားတွေပါပဲတကယ်ပဲလားပညာရှိမကြီးရဲ့အိုးပြောလိုက်တာမောင်တော်ရဲ့မကြခင်မှာပဲမင်းကြီးနဲ့မိဖုရားကြီးမှာသားတော်လေးတစ်ပါးထွန်းကားလာတယ်သားတော်ဟာမိဘတွေလိုပဲရင်းရင်မြင့်မြတ်ပြီးပညာရှိတဲ့သူဖြစ်ကြီးပြင်းလာခဲ့တယ်အချိန်တန်တော့သားတော်အိမ်အောင်ပြုတ်ဖို့အချိန်ရောက်လာတာပေါ့သားတော်ကြီးဒီနေ့မှာတို့တိုင်းပြည်ကိုဘယင်းနေအုပ်ချုပ်ခဲ့တာနှစ်ပေါင်း300ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ခမ်းနားတဲ့နန်းတွင်းပွဲတော်ကြီးကျင်းပဖို့စီစဉ်ထားတယ်။အဲ့ဒီပွဲကိုတခြားတိုင်းပြည်ကမင်းကြီးတွေနဲ့မင်းသမီးတွေကိုလည်းဖိတ်ကြားမယ်။ဒါမှသားတော်သူတို့နဲ့ရင်းနှီးဝင်ရမှာ။သားတော်ဂုံယူစွာလက်ခံပါတယ်မဲတော်။အဲ့ဒီလိုနဲ့ခမ်းနားတဲ့ကာပွဲကြီးကိုစီစဉ်ခဲ့ကြတယ်။တပြည်လုံးကမင်းသမီးတွေကသူတို့ရဲ့မိသားစုတွေနဲ့အတူဖိတ်ကြားခံရတာပေါ့။ကာပွဲညမှာတော့လူတိုင်းကကားကုန်နေကြပြီမဲမင်းသမီးတစ်ပါးကတော့မကပဲငြိမ်နေတယ်။မင်းသားဘက်ကမင်းသမီးရဲ့အနာကိုကတ်သွားပြီးတော့ခွင့်ပြုပါမင်းသမီးကကောက်ကုံရတာကိုမနစ်သက်ဘူးထင်တယ်ဒါကပြဿနာရှိနေလို့လားကျွန်တော်တော့ပြဿနာမဟုတ်ပါဘူးဒါပေမဲ့မင်းသမီးကိုဓာတ်တက်ပို့ပြီးစိတ်ဝင်စားစေမယ့်အရာရှိမလားလို့ပါကျမကိုဒီပွဲတော်အတွက်ဖိတ်လို့လာခဲ့တာပါဘာမှညှဉ်းညူစရာမရှိပါဘူးဒါနဲ့မင်းသားလည်းမကပဲနေတာပဲမဟုတ်လားဟုတ်ပါတယ်ကျွန်တော်လည်းဒီလိုပုံသေးကားချက်ကားရတာတွေကိုတိတ်စိတ်ဝင်စားလို့ပါဒါဆိုရင်မင်းသားကဘာလို့စိတ်ဝင်စားတာလဲတောင်ကုန်းတွေရဲ့ကြားကျဲစင်တွေရဲ့အောက်လာရအောင်မီးပုံပေးမှထိုင်ပြီးဘင်ဂျိုတီးရတာကိုစိတ်ဝင်စားတာပေါ့ဒါတကယ်ကိုလှပပါတယ်ကျမလည်းအဲ့ဒါမျိုးပဲသဘောကျတယ်ကျမဆိုရင်တော့ဘင်ဂျိုတီးတာတဲ့ပစင်းရင်ခွဲလေးတွေနဲ့အုံအောင်ငက်ကလေးတွေရဲ့တေးဆိုတန်ကိုနားထောင်ဖို့အတွက်ဆိုရင်ဘာမှမဆိုလုံးမိမှာပဲဒါဆိုရင်မနေ့ကညနေတောရင်းမှာစကန်ကြဖို့ကျွန်တော်ဖိတ်ခေါ်ပြရစီလားအဲ့လိုမေးလိုက်တော့မင်းသမီးကလည်းဝမ်းသာအားရလက်ခံလိုက်တယ်နောက်တညမှာတော့မင်းသမီးနဲ့တခြားလိုက်ပါလို့တဲ့ဧည့်သည်တွေဟာတော်ရင်စခန်းစားဖို့ထွက်ခဲ့ကြတယ်။သားတော်ကဘက်ဆာဒီရာမင်းသမီးနဲ့စကားပြောတာကိုသဘောကျနေပုံပဲနော်။ဟုတ်ပါတယ်ခမဲတော်။ဒါဆိုခမဲတော်သူခမဲတော်ကိုသွားပြောပေးရမလား။ပြောလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်သူ့ကိုဒိတ်တက်ပို့ပြီးသိကြပါသေးတယ်။ဝါသနာတူရာကဇနီးမောင်နှံတွေအတွက်လုံလောက်ကောင်းလုံလောက်လိမ့်မယ်။ဒါပေမဲ့မင်းကြီးနဲ့မိဖုရားဆိုတာကတော့ဒီတဲ့မကတဲ့အချက်တွေလိုအပ်သေးတယ်မဟုတ်လား။အဲ့ဒီဒီတဲ့မကဆိုတာဘာတွေလဲသားတော်ရဲ့ဆုံးဖြတ်ချက်ဉာဏ်ပညာဂရုဏာနဲ့ရဲရင်မှုတွေပါပဲကျွန်တော်တို့တိုင်းပြည်ကိုသွားလဲပြီးသူ့ရဲ့ခမဲတော်နဲ့စကားပြောကြည့်ပါမယ်မကြခင်မှာပဲမင်းသားပေတာမင်းသမီးဗက်ဆာဒီရာတို့တိုင်းပြည်ကိုရောက်သွားပါတယ်ကျိုးဆိုပါတယ်မင်းသားကျွန်တော်မင်းသမီးအတွက်လက်ဆောင်တစ်ခုယူလာပါတယ်အဲ့ဒါကိုမင်းကြီးရဲ့ရှေ့မှာပဲပေးချင်ပါတယ်ဆိုပြီးတော့တစ်တာ3လုံးကိုပြလိုက်တယ်ဒီမှာတစ်တာ3လုံးရှိတယ်မင်းသမီးကတစ်လုံးကိုရွေးရပါမယ်ဩဒါကစမ်းသပ်ချက်တစ်ခုပေါ့လေပေါ့စာတစ်ပုတ်ပေါ့ကောင်းပါပြီကျမဒီခဲတစ်တာကိုရွေးလိုက်ပါတယ်မင်းသမီးကမှန်ကန်အောင်ရွေးချယ်နိုင်ခဲ့ပြီပဲဒါပေမဲ့ဘာကြောင့်ဒီခဲတစ်တာကိုရွေးတာလဲတခြားတစ်တာနှလုံးရဲ့အလားပါမင်းသမီးတို့အရေးမကြီးဘူးလားကျမဒီခဲတစ်တာကိုရွေးရတဲ့အကြောင်းရင်း3ချက်ရှိပါတယ်တခုကတော့မင်းသားကလက်ဆောင်ကတစ်တာထဲမှာရှိတယ်လို့ပြောခဲ့တယ်ဒါကြောင့်အထက်ကအရာကသာအရေးကြီးပြီးအပြင်ကအလှပအရေးမကြီးလို့ပါပဲဒုတိယအချက်ကတော့အထက်ကအရာတန်ဖိုးရှိတယ်ဆိုရင်အပြင်အထက်ထားတဲ့တစ်တာခိုင်ခန့်ပြီးဖျက်ဆီးလို့မရတဲ့အရာဖြစ်ရမယ်ခဲဟာရွှေနဲ့ငွေတဲ့အများကြီးပိုခိုင်ခန့်နေလေကျွန်တော်မင်းသမီးကိုတိတ်ကိုအထင်ကြီးသွားပါပြီကဲမင်းသားကကျမကိုစမ်းသပ်ပေးပြီဆိုတော့ကျမကိုလည်းစမ်းသပ်ခွင့်ပေးပါဦးကျွန်တော်မင်းသမီးကိုစိတ်ဆိုးအောင်လုပ်မိလို့လားမဟုတ်ပါဘူးခမဲတော်ကတော့ကျမတို့နှစ်ယောက်ကိုတင့်တော်ရင်လက်ထပ်ဖို့ပြောထားတယ်တော်ဝင်မျိုးနယ်တွေလက်ထပ်တယ်ဆိုတာဇနီးမောင်နှံချစ်ကြယုံနေမကဘူးလေတိုင်းပြည်ကိုပညာရှိနဲ့အတူအုပ်ချုပ်နိုင်မယ်မင်းကြီးနဲ့မိဖုရားဖြစ်ဖို့လဲလိုတယ်ဆိုတာကျမသဘောတူပါတယ်ဒါကြောင့်မင်းသားရဲ့စမ်းသပ်ချက်ကိုကျမမစော်ကားပါဘူးဒါပေမဲ့ကျမမှလည်းဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လေဒါပေါ့မင်းသမီးမှလည်းအခွင့်အရေးရှိတာပေါ့
မင်းသားကကျမကိုမင်းသားတို့တိုင်းပြည်ရဲ့အလားပါတွေကိုပြခဲ့ပေးပါပြီအခုကျမတို့တိုင်းပြည်ရဲ့အလားပါတွေကိုလည်းမင်းသားကိုပြန်ပြပါရစေရောမင်းသမီးလေးကမင်းသားကိုခေါ်ပြီးတော့တင်မောတစင်းနဲ့ပင်လယ်ထဲကိုထွက်လာခဲ့ပါတယ်ဒါတကယ်လာတာပဲဟိုးဝေးရကျွန်းလေးကကျမတို့တိုင်းပြည်ရဲ့အစိပ်ပိုင်းတစ်ခုပါပဲကဘာပေါ်မှာကျမအနှစ်သက်ဆုံးနေရာတစ်ခုပေါ့ကျွန်တော်လည်းအခုပဲအဲ့ဒီနေရာလေးကိုချစ်မိသွားပြီမင်းသားကပြောလိုက်တဲ့အချိန်မှာပဲထူးဆန်းတဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်အိုးဟိုမှာဘာတွေလဲအားလုံးအဆင်ပြေကြရဲ့လားမင်းနေကြတော့မှပဲပင်လယ်ရေပြင်ပေါ်ဝေလာငါးတွေပေါ်လာခဲ့တယ်အရှင်တို့ကျွန်ုပ်တို့သူတို့ကိုတိုက်ခိုက်မှဖြစ်ပါမယ်စစ်တီတွေကခွင်တောင်းတဲ့အခါမှာတော့မင်းသမီးလေးကနေအောင်အခုချက်ချင်းဆက်တွေကိုတတ်လိုက်ပါအားလုံးငြိမ်ငြိမ်နေနေလိုက်ပါဘာမှမလုပ်ပါနဲ့လို့အမိန်ပေးလိုက်တယ်ခဏကြာတဲ့အခါမှာတော့ဝေလာငါးတွေကတင်မောနဲ့ဝေးတဲ့အရက်ကိုလှည့်ထွက်သွားပါတယ်ဟွန်းဝေလာငါးတွေကဗိုက်စားတာတဲ့ဆက်ဆုကြတာပိုများတယ်တင်မောရဲ့အတန်ကြောင့်သူတို့ကဆက်ဆုကြတာပါအတန်ရက်လိုက်ရင်သူတို့လည်းထွက်သွားကြတာပဲဒီနေ့မှသူတို့ကထုံးစံတဲ့ပို့ပြီးစောရောက်လာကြပုံရတယ်မင်းသမီးကပင်လယ်ရင်းနေတဲ့ဝါတွေအကြောင်းတော်တော်သိတာပဲနော်မင်းသမီးဆိုတာတင်မောနဲ့ခီးခဏခဏသွားရတယ်လေခီးသွားတယောက်ဆိုတာလမ်းမှာတွေ့မဲ့တခြားခီးတွေတရဝါတွေအကြောင်းကိုသိထားတာပေါ့ဒါပေမဲ့မင်းသားကတော့ဥဆောင်မှုပေးနိုင်တာပါပဲကျွန်တော်ကဥဆောင်ပေမဲ့မင်းသမီးပြောတာကိုနားထောင်ခဲ့တာပါတင်မောရဲ့ကပတိန်ကလည်းမင်းသမီးပါပဲဒီရေပြင်ကလည်းမင်းသမီးတို့ပိုင်တာလေဆုံးဖြတ်ချက်ကသာမှန်ကန်မဲဆိုရင်ဘယ်သူကဥဆောင်နေရဲဆိုတာအရေးမကြီးပါဘူးဟုတ်ပါပြီကျမသဘောတူပါတယ်ကျုံးမော်ရောက်တဲ့အခါမင်းသမီးလေးဟာဒီတစ်တာသုံးလုံးကိုကျမကျုံးမော်ယူလာခဲ့တယ်ဒါပေမဲ့သုံးလုံးလုံးကအလွတ်တွေပဲကျမတို့ဒီကျုံးကမထွက်ခါခင်မှာဒီတစ်တာတွေကဘာကိုကိုစားပြုတယ်ဆိုတာကိုကျမတို့ရဲ့အတွေ့အကြုံနဲ့ဖြည့်ရအောင်ပြန်ရောက်တဲ့အခါအဲ့ဒါတွေကိုဖွင့်ကြည့်မယ်ကျမတို့ထည့်လိုက်တဲ့အရာတွေကတူညီနေရင်ဓမ္မမဟုတ်တစ်ခုကိုတစ်ခုအားပြည့်ပေးနိုင်ရင်ကျမတို့ဘဝကိုအတူတူတည်ဆောက်နိုင်ပြီလို့မှတ်ယူကြမယ်ကောင်းတာပေါ့ဒါကစွန်စားကန်းလေးဆန်တယ်လို့ပညာလဲပါတယ်လောက်ကြတာပေါ့အဲ့ဒီအချိန်မှာပဲကျုံးမောင်ကလူတွေရောက်လာပြီးတော့အရှင်မင်းသမီးကျွန်တော်တို့အရှင်တို့အတွက်လက်ဆောင်တွေယူလာပါတယ်။အိုးအရန်လာတာပဲဒီဘက်ကြီးကျေးဇူးတင်ပါတယ်။ဒါနဲ့အမ်မာရောဗမာလေ။အမ်မာနေမကောင်းပါဘူးမင်းသမီးလေး။ဒီနေ့တောင်ပေါ်မှာသူဒဏ်ရာရသွားလို့ပါ။အော်ဒါဆိုကျမသူ့ကိုသွားကြည့်ရမယ်။မင်းသမီးလေးရဲ့အပင်မမခံပါနဲ့တော့လို့တားကြပေမဲ့အမ်မာကကျမဘဝမှာတငယ်ချင်းကောင်းတစ်ယောက်ပါ။ကျမသွားကိုသွားရမယ်။မင်းသမီးလေးသာမကန့်ကွက်ဘူးဆိုရင်ကျွန်တော်လည်းလိုက်ပြရစေ။အမ်မာစီရောက်တဲ့အခါမှာတော့အမ်မာဘလို့နေသေးလဲ။အိုးမင်းသမီးလာမဲဆိုတာဒီလိုကျမအယံဝမ်းတာနေတာ။ကျမမင်းသမီးအကြိုက်ဆုံးအသီးဖြော်ရည်တွေအသီးသွားကုန်းနဲ့ချေချော်သွားတာပါ။ဒါပေမဲ့ခြေထောက်ကတော့တိတ်မကြခင်ကောင်းသားမှာပါ။အမ်မာကတက်တောင့်တက်တာလဲနေပါအောင်။ကန်းချီမှာမီးပုံပွဲသွားလုပ်နေမယ်စားဒီမှာပဲမီးပုံလုပ်ကြတာပေါ့။မင်းသမီးကခမရဘေးမှာပဲနေကျင်တာဆိုတော့ကျွန်တော်လည်းခမရတို့ဘေးမှာပဲရှိနေပါမယ်။ဂုံယူပါတဲ့အရှင်မင်းသားလို့အမ်မာကပြန်ပြောလိုက်တယ်။ကျွန်းကနေပြန်ရောက်လာတဲ့အခါမှာတော့ကျွန်တော်ဒီမှာတကယ်ကိုပြောစရာကောင်းတဲ့အချိန်တွေရခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့မင်းသမီးကကျွန်တော်တို့အတွက်အရန်ကိုအဖို့တန်ပါတယ်။သူဒီကိုလာတိုင်းကျွန်တော်တို့အမြဲပြောရတယ်လေ။မင်းသားနဲ့မင်းသမီးကိုကျွန်းသားတွေကလည်းနှုတ်ဆက်လိုက်ကြတယ်။ပြန်ရောက်တဲ့အခါတစ်တာတွေဖွင့်ဖို့အချိန်ရောက်ပြီပေါ့။မင်းသားဧည့်သည်ဆိုတော့မင်းသားပဲအရင်ပြောပါ။ကောင်းပါပြီ။ရွှေတစ်တာထဲမှာတော့ကျွန်တော်ကမြေတားနဲ့ကယူနာကိုထည့်ခဲ့ပါတယ်။မင်းသမီးကတငယ်ချင်းအမ်မာအပေါ်မှာပြသခဲ့တဲ့စိတ်ထားမျိုးပေါ့။သူ့ရဲ့ဝေဒနာကိုကြားတာနဲ့တခြားအရာတွေတဲ့သူ့ဘေးမှာရှိနေပေးဖို့ပဲမင်းသမီးကဆုံးဖြတ်ခဲ့တယ်လေ။ကဘာပေါ်မှာမြေတားနဲ့ကယူနာထည့်ပို့ပြီးတောက်ပတဲ့အရာမရှိတော့ဘူး။မင်းသမီးကရောဘာထည့်ခဲ့လဲ။ကျမကတော့လေးစားမှုလို့ရေးခဲ့ပါတယ်။မင်းသားအမ်မာကိုမသိဘဲနဲ့တောင်သူ့ရဲ့တဲအိမ်လေးထဲမှာပဲမိဘပွဲလုပ်ဖို့အဆိုပြုခဲ့တယ်လေ။မင်းသားကကျမကိုရောကျမရဲ့ခင်မင်းမှုတွေကိုရောကျမရဲ့တငယ်ချင်းတွေကိုပါလေးစားပေးခဲ့တယ်။လေးစားမှုမပါတဲ့ကယူနာဆိုတာမာမာနဖြစ်သွားနိုင်တယ်လေ။လေးစားမှုနဲ့ကယူနာကဘာပေါ်မှာဘယ်အရာထက်မဆိုပိုပြီးတောက်ပါပါတယ်။ကောင်းပြီ။မင်းတို့နှစ်ယောက်စလုံးရဲ့အတွေးတွေကမှန်တယ်လို့တဦးကိုတဦးလည်းလှလှပပအားပြည့်ပေးနိုင်တာပဲ။ကဲငွေတစ်တာကိုဖွင့်ကြပါဦး။ငွေတစ်တာထဲမှာတော့ကျွန်တော်စူးစမ်းလိုစိတ်ကိုထည့်ခဲ့ပါတယ်။ခရီးသွားဖို့နဲ့အသေးအသေးတွေကိုရှာဖွေဖို့ဆန္ဒပေါ့။စူးစမ်းမှုကိုရပ်တန့်လိုက်တဲ့နေ့ဟာတင်ယူမှုကိုရပ်တန့်လိုက်တဲ့နေ့ပါပဲ။မင်းသမီးဟာဒီကျွန်းတီလာခဲ့ပြီးအတွေ့အကြုံတွေကိုရင်ဆိုင်ခဲ့တယ်။ငွေတစ်တာထဲမှာတော့ကျမကပွင့်လင်းမှုနဲ့ရဲရင်မှုကိုထည့်ခဲ့ပါတယ်။ဝေလာငါးတွေလာတော့မင်းသားကမတုံ့လောက်ခဲ့ဘူးလေ။အရင်ကမကြုံဘူးပေမဲ့ဘာလို့ရမလဲဆိုတာကိုမင်းသားသိတယ်။အဲ့ဒီအချိန်တွေကမင်းသားရဲ့ခရီးစဉ်ရွယ်ချက်ကိုမပြတ်ပြားစေခဲ့ဘူး။ဟောအခုလဲမင်းတို့အတွေ့တွေကတထက်ထဲကျနေပြန်ပြီ။ကဲနောက်ဆုံးခဲတစ်တာကိုဖွင့်ကြစို့။ဒီထဲမှာတော့ကျွန်တော်ကဝမ်းမြောက်ခြင်းကိုထည့်ထားပါတယ်။ဘာလို့လဲဆိုတော့ဝမ်းမြောက်ခြင်းဆိုတာရွှေငွေစည်းစိမ်တွေပေါ်မှာမူတည်နေတာမဟုတ်လို့ပဲ
ဝမ်းမြောက်ခြင်းဆိုတာပျော်ရွှင်ဖို့ဆုံးဖြတ်လိုက်တဲ့ပုံမှာပဲမူတည်ပါတယ်။အမ်မာကဒဏ်ရာရနေပေမဲ့ပြောနေတယ်လို့ကျွန်တော်တို့လည်းသဘာဝတရားထဲမှာတငယ်ချင်းတွေနဲ့တူရှိနေကြရလို့ပြောခဲ့ကြတယ်လေ။ကျမလည်းဝမ်းမြောက်ခြင်းလို့ပဲရေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ပျော်ရွှင်ဖို့ဆုံးဖြတ်လိုက်ပြီးဆိုရင်ရွှေငွေဓမ္မမဟုတ်ခဲတစ်တာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲရှိနေပါစေပျော်စရာခိုက်တံတွေကိုဖန်တီးနိုင်လို့ပါ။မင်းတို့နှစ်ယောက်စလုံးကအတူတူပါပဲလား။ကဲမင်းတို့ရောဘယ်လိုထင်လဲ။မင်းသားနဲ့မင်းသမီးကတော့လှပတဲ့ဘဝတစ်ခုကိုအတူတူတည်ဆောက်နိုင်လိမ့်မယ်လို့ကျွန်တော်မျိုးတို့ထင်ပါတယ်။ဟုတ်ပါတယ်ကျွန်တော်မျိုးလည်းယုံကြည်ပါတယ်။ကျွန်တော်မျိုးမှလည်းယုံကြည်ပါတယ်။အဲဒီလိုနဲ့မင်းသားနဲ့မင်းသမီးဟာအလွန်ခမ်းနားပြီးပျော်စရာကောင်းတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ကြတယ်။သူတို့နှစ်ဦးဟာတိုင်းပြည်ကိုပညာရဲရင်မှုဂရုဏာမေတ္တာတွေနဲ့ထာဝရပျော်ပျော်ရွှင်ရွှင်အုပ်ချုပ်သွားကြပါတော့တယ်။